ယူသားမှုကိုအသုံးချသူတွေကြောင့်ကြေးဥဆိုင်မဖွင့်တော့ပဲရေခဲဆက်လေးတီထောင်တော့မဲ့ကိုရှိုင်းစောရေခဲထုတ်တယ်လေးကိုရှိုင်းစောကငလင်းပေးမှရေခဲတုပ်လေးတွေကိုအမျက်ငွေကိုချက်မတွက်ပဲလူတန်းပြီးတဲ့နောက်မှာတော့နာမည်ကြီးလာခဲ့သူဖြစ်ပါတယ်ရေခဲထုတ်ရောင်းလာခဲ့တာ10နှစ်ကြာပြီးတဲ့နောက်ရုပ်တရက်နာမည်ကြီးသွားခဲ့ပြီးတော့သူ့အနားကိုလာခဲ့ကြသူတွေရှိခဲ့ပါတယ်တာမန်ရေခဲတုပ်တဲ့ဘွားတော်ကသူ့ကိုဘသူကမှတတိမထားမိကြပေမဲ့အလူရှင်တွေပေါ်များလာချိန်မှာတော့နာမည်လူချင်းတို့လာကက်သူတွေရှိခဲ့ပါတယ်။ကိုရှိုင်းစောကိုတိုးတက်စေဖို့အတွက်ရေခဲဆက်တွေစိန်ငကက်တွေဆိုင်ကလေးပံပိုးပေးကြသူတွေလည်းရှိခဲ့တာပါနော်။ယူသားတဲ့ကိုရှိုင်းစောနာကိုအကြမ်းနဲ့လာကက်ကြသူတွေရှိနိုင်ကြောင်းသူ့ကိုတတိပေးခဲ့ကြသေးပါတယ်။အဲဒီနောက်မှာတော့ကိုရှိုင်းစောနဲ့ကိုကြီးဦးတို့နှစ်ယောက်ပူးပေါင်းပြီးတော့ရေခဲတုပ်ရောင်းတဲ့ဘွားကနေရန်ကုန်မြောက်ဥက္ကလာမှာကြေးဥဆိုင်ဖွင့်လှစ်သွားနိုင်ခဲ့ပါတယ်။ကိုရှိုင်းစော်နာကိုရောက်လာကြတဲ့သူတွေထဲမှာကိုကြည်ဦးကလည်းတရားအပောင်းဝင်ဖြစ်ခဲ့ပြီးတော့ညီကိုဒီလူတောင်ဖြစ်သွားခဲ့ပါတယ်။ကိုကြည်ဦးကစားတောက်ဆယ်မှာကြည်ဦးချက်ပြုတ်တဲ့နေရာမှာကျွမ်းကျင်သူဖြစ်ပြီးတော့ကိုရှိုင်းစော်ကအလူရှင်တွေလှူဒန်းပေးကြတဲ့အရင်းအနှီးတွေရှိပါတယ်။ပညာနဲ့ငွေကြေးကိုပူပေါင်းပြီးတော့ကိုရှိုင်းစော်နဲ့ကိုကြည်ဦးတို့ကနှစ်ယောက်ပူပေါင်းပြီးကြည်ဦးနဲ့ဖတ်ထုတ်ဆိုင်လေးကိုဖွင့်လှစ်ခဲ့ကြပါတယ်။ဆိုင်ဖွင့်တာက300ကျော်လောက်ကုန်သွားပြီးတော့အတိုးနဲ့ချင်းငါပြီးမှဖွင့်လှစ်ခဲ့ရပါတယ်။လူတီများပြီးသားဖြစ်လို့ဆိုင်လေးကရောင်းအောင်ကောင်းလာတဲ့ချိန်မှာပဲကိုကြည်ဦးနဲ့ကိုရှိုင်းစော်တို့နှစ်ယောက်ကလမ်းခွဲလိုက်ကြပါတယ်ရှင်။အခုဆိုရင်တော့ကိုရှိုင်းစောကရန်ကုန်မှာမနေတော့ပဲသူရဲ့ဇာတိဖြစ်တဲ့မိထီလာကရွာလေးကိုပြန်လာပြီးတော့ရေခဲဆက်တီထောင်တော့မှာပါရန်ကုန်ကကြေးဥဆိုင်လေးကတော့နာမည်ရပြီးတဲ့နောက်မှာသူတို့နှစ်ယောက်ကြားမှာအဆင်မပြေဖြစ်လာခဲ့တာပါစစ်တူရောင်းတဲ့လုပ်ငန်းဖြစ်တာကြောင့်ဘေးနားကလူတွေရဲ့သွေးထိုးစကားတွေလည်းရှိလာခဲ့ပါတယ်ကိုရှိုင်းစောကတော့အယိုးခံစိတ်နဲ့ဆိုင်ဖွင့်ခဲ့ပေမဲ့သူ့စီမှာရှိတဲ့ငကတ်တွေဆိုင်ငယ်တွေပါမရှိတော့လောက်အောင်ဆိုင်ထဲမှာအရင်ထိတ်ခဲ့တာဖြစ်ပါတယ်ဆိုင်အောင်မြင်လာပြီးတဲ့နောက်မှာတော့ကိုရှိုင်းစောကနှုတ်ထန်လာခဲ့ပြီးသူကျန်းကျင်တဲ့ရေခဲတော့အလုပ်ကလေးကိုပဲပြန်လည်ပြီးတော့လုပ်ကင်သွားမှာဖြစ်ပါတယ်ကြေးဥဆိုင်ကိုတော့ကိုကြည်ဦးနဲ့အကျူသူ့ရဲ့အမိကပါဦးစီးဦးဆောင်လုပ်ပြီးတော့ဖွင့်လှစ်နေပြီဖြစ်ပါတယ်။အရင်ကတော့ကိုကြည်ဦးကိုဘသူကမှမသိခဲ့ကြပေမဲ့ကိုရှိုင်းစော်နာမည်ကြီးလာပြီးတဲ့အချိန်မှသာသူ့ကိုသိခဲ့ကြပါတယ်။ကိုရှိုင်းစော်နာမည်ကြီးနေတဲ့အချိန်ရောက်လာခဲ့ပြီးတော့ဆိုင်လက်အတူဖွင့်ခဲ့ကြသလိုအောင်မြင်လာတဲ့နောက်မှာတော့ကိုရှိုင်းစော်ကဘေးရောက်သွားခဲ့တာပါ။ယူသားတဲ့ကိုရှိုင်းစော်ကတော့ဘဝအတွက်သင်ခန်းစာကြီးကြီးရသွားခဲ့ပေမဲ့ဘသူကမှတော့အပြစ်မမြင်ပါဘူး။ဆိုင်ဖွင့်ထားလာပိုင်းလောက်သာရှိသေးပေမဲ့လည်းသူ့ရဲ့မူရင်းအလုပ်ကိုပဲပြန်လုပ်သွားတော့မှာဖြစ်ပါတယ်။ရေခဲချောင်းတဲ့ဘွားကိုမမိသွားတဲ့ကိုရှိုင်းစောကရေခဲတုပ်လုပ်ငန်းနဲ့ပတ်သက်ပြီးကျွမ်းကျင်တာကြောင့်ဒီတစ်ခါမှာတော့ကိုပိုင်ဆက်ကိုတီထောင်သွားတော့မှာဖြစ်ပါတယ်။တစ်ခါကြုံမှုပြီးသွားပြီဖြစ်တာကြောင့်ဒီတစ်ခါမှာတော့ဘသူနဲ့မှဆက်တူမလုပ်ဖို့အတွက်တိုက်တွန်းကြပါတယ်။ကိုရှိုင်းစောကနေပူပူထဲမှာရေခဲချောင်းလေးတွေလိုက်ရောင်းရပေမဲ့ယူသားတဲ့စိတ်ကြောင့်ပဲကြေးဥဆိုင်ပိုင်ရှင်ကြီးဖြစ်သွားတာပါ။ဒါပေမဲ့လည်းသူဘေးနားကိုရောက်လာတဲ့သူတိုင်းကယူသားတဲ့သူမဟုတ်နိုင်တာကြောင့်အချိန်မီစွန့်ခွာလာပြီးတော့တယောက်တည်းပဲရက်တည်သွားမှာပါ။မိဘတွေနဲ့မကြည်ပြင်းလာခဲ့ရတဲ့ကိုရှိုင်းစောကသူ့ဘဝမှာအလုပ်တစ်ခုရဖို့အတွက်အောက်ခြေကနေကြိုးစားခဲ့ရပေမဲ့စိတ်ထားကောင်းလေးကြောင့်ပဲဘဝကတိုးတက်သွားခဲ့ပါတယ်။စိတ်ထားကောင်းကြောင့်ဘဝတိုးတက်သွားပေမဲ့အခွင့်အရေးသမားတွေနဲ့ကြုံလာရင်လည်းကြိုးစားထားတဲ့အရာတွေကထိခိုက်သွားနိုင်တာကိုတော့သူ့အတွက်သင်ခန်းစာအကြီးကြီးရသွားစေပါတယ်။ယူသားတဲ့ကိုရှိုင်းစောကတော့ဘဝကိုအရှုံးမပေးပဲအစကနေပြန်လဲကြိုးစားသွားတော့မှာပါ။စိတ်ရင်ကောင်းပေမဲ့လည်းအသုံးချလူတွေကြောင့်ပဲရွာလေးကိုပြန်ရောက်လာခဲ့ရတဲ့ကိုရှိုင်းစောအတွက်အပိစကားလေးတွေကိုကောမမှာပြောသွားပါအောင်နော်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။